တိတ်ဆိတ်တဲ့အချိန်မှာတော့တင့်စိတ်ထဲမှာစူညံတန်တွေနဲ့ပြည့်နေသလိုမျိုးခံစားဖို့ပါသလားခံစားကိုကတော့ငြိမ်နေပေမဲ့စိတ်ထဲမှာတော့မုန်တိုင်းတွေထန်နေတာမျိုးပေါ့အတိတ်ကိုပြန်တွေးလိုက်အနာဂတ်အတွက်ပူပန်လိုက်နဲ့ငါလုံနေတာတွေကလုံလောက်ရလားငါဖြစ်တင်တာထက်ပိုပြီးပင်ပန်းနေတာလားဆိုပြီးကိုမေးခွန်းတွေထုတ်မိနေတတ်ပါတယ်အပြင်ပန်းမှာတော့အပြုံးလေးနဲ့နေပေမဲ့အတွင်းစိကတော့အယမ်းကိုပင်ပန်းနေပါလိမ့်မယ်ဒီလိုခံစားရတာတင်းတယောက်တည်းမဟုတ်ပါဘူးအကြောင်းရင်းလည်းရှိပါတယ်ဒီခေတ်ကြီးမှာသတင်းချက်လက်တွေအလုပ်ကိစ္စတွေဖုန်းတွေက notification တွေကြောင့်ကျွန်တော်တို့ဟာအမြဲတမ်းဆက်သွယ်မှုရှိနေကြပေမဲ့တကယ်တမ်းမှာတော့လက်ရှိအချိန်မှာရှိနေကြပါဘူးပျော်ရွှင်မှုကိုအပြင်မှာပဲလိုက်ရှာနေကြပြီးညဘက်ရောက်တဲ့အခါအရာရာတိတ်ဆိတ်သွားတဲ့အချိန်မှာစိတ်ရဆူညံတန်တွေကပိုပြီးကျယ်လောင်လာတတ်ပါတယ်မလုတ်တင်ကားတွေလုတ်မိကြကိုပြန်နှောက်တရလိုက်မဖြိုးလိုက်ရတဲ့စကားတွေကိုတွေးလိုက်နောက်ဘာဖြစ်မလဲဆိုတဲ့စိုးရင်စိတ်တွေနဲ့စိတ်ဟာဝန်ထုတ်ဝန်ပို့တစ်ခုဖြစ်လာပါတယ်နှစ်ပေါင်း2500ကျော်ကဘောဒီပင်အောက်မှာမြတ်စွာဘုရားရှင်ကဒီဒုက္ခတွေကိုနားလည်သဘောပေါက်ခဲ့ပါတယ်ဒုက္ခဆိုတာဘဝကြောင့်ဖြစ်လာတာမဟုတ်ပဲအတိတ်ကိုတွယ်ကပ်နေတဲ့စိတ်ဒါမှမဟုတ်မဖြစ်လာသေးတဲ့အနာဂတ်ကိုတောင့်တနေတဲ့စိတ်ကြောင့်ဖြစ်လာတာပါငြိမ်းချမ်းမှုဆိုတာလောကကြီးကနေထွက်ပြေးခြင်းမဟုတ်ပဲကိုယ်စိတ်ကိုပိုင်နိုင်စွာအုပ်ချုပ်ခြင်းကနေလာတာပါစိတ်ရဲ့အလောက်ကတွေးဖို့ပါပဲဒါပေမဲ့ဝင်လာတဲ့အတွေးတိုင်းကိုအမှန်လို့ထင်မှတ်ပြီးအဲ့ဒီနောက်ကိုလိုက်ပါသွားတဲ့အခါကျွန်တော်တို့ဒုက္ခရောက်ရပါတော့တယ်။ဒီနေ့မှာတပည့်တယောက်ကမြတ်စွာဘုရားကိုဒီလောက်ရှုပ်ထွေးနေတဲ့လောကကြီးမှာဘလို့ငြင်းချမ်းအောင်နေရမလဲလို့ရှောက်ထားမှုပါတယ်။မြတ်စွာဘုရားကမုံတိုင်းကိုငြင်းအောင်မလုပ်နဲ့ကိုသာငြင်းအောင်ထားလိုက်မုံတိုင်းကသူ့အလိုလိုငြင်းသွားလိမ့်မယ်လို့ယူရှင်းတဲ့အထီကိုပေးခဲ့ပါတယ်။ငြင်းချမ်းမှုဆိုတာအပြင်မှာသွားရှာစရာမလိုပါဘူး။အဲ့ဒါဟာတင့်အတွင်းစိတ်မှာရှိနေပြီဒါပါဒါကြောင့်နောက်တစ်ခါစိတ်တွေပင်ပန်းလာရင်ထွတ်မပြေးပါနဲ့အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လိုက်ပါအသွေးတွေဝင်လာရင်လည်းဝင်လာပါစေအဲ့ဒီနောက်ကိုမလိုက်ပါနဲ့ငြိမ်းချမ်းမှုဆိုတာဘဝကြီးပြည့်စုံသွားမှရလာတာမဟုတ်ပါဘူးလက်ရှိအချိန်လေးမှာတည်ငြိမ်စွာရှိနေခြင်းမှာပဲရှိပါတယ်သင်ဟာသင်ရဲ့အသွေးတွေမဟုတ်ပါဘူးအသွေးတွေရဲ့နောက်ွယ်မှာတည်ငြိမ်တဲ့အတိတရားသာဖြစ်ပါတယ်အတွေးတွေကိုရန်သူလို့မသက်မှတ်ပါနဲ့ဒုက္ခပေးနေတာကအတွေးတွေမဟုတ်ပဲအတွေးတွေအပေါ်မှာတင်ဆုပ်ကင်ထားတဲ့တွေ့တာမှုပါစိတ်တွေရှုပ်တဲ့အခါအတိတ်ကိုမတွေးပါနဲ့အနာဂတ်ကိုမမျှော်လင့်ပါနဲ့လက်ရှိအချိန်မှာပဲစိတ်ကိုထားပါအတွေးတစ်ခုဝင်လာရင်အော်တွေးနေတာပဲလို့သိလိုက်ပါပြီးတော့ကောင်းကင်ဘောကတိမ်တောက်တယ်လို့ပဲဖြတ်သွားခွင့်ပေးလိုက်ပါတင်းစိတ်ကိုရေခမ်းတစ်ခုလို့သဘောထားပါအတွေးတွေကရေလိုင်းနေဆိုရင်တင်ကြောက်ခဲလေးကိုထပ်မပြတ်တော့ပါအဲ့ဒီခါရေကန်ဟာသူ့အလိုလိုကြည်လင်သွားပါလိမ့်မယ်ဒီလိုတည်ငြိမ်မှုမျိုးမှာပဲတင်ရှာဖွေနေတဲ့ငြိမ်းချမ်းမှုကိုတွေ့ရပါလိမ့်မယ်ဘဝကိုပြောင်းလဲစရာမလိုပါဘူးလူသစ်ထဖို့မလိုပါဘူးကိုအပြည့်အဝလက်ခံ၍ရှိနေဖို့ပဲလိုပါတယ်တင်စုပ်ကင်ထားတာတွေကိုလွတ်ချလိုက်တဲ့အခါလိုက်ရှာနေတာတွေကိုရက်လိုက်တဲ့အခါတင်ဟာကြည်လင်တဲ့စိတ်နှလုံးကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်အဲ့ဒီလိုစိတ်မျိုးနဲ့လောကကြီးကိုဖြည်းဖြည်းချင်းစွာဖျက်ဆီးနိုင်မှာပါဒီ message လေးကတည့်အတွက်ငြင်းချမ်းတဲ့အချိန်လေးတစ်ခုပေးစွမ်းနိုင်ခဲ့တယ်ဆိုရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အပတ်ဝိုင်းတိုင်းမှာဗုဒ္ဓရဲ့တရားတော်တွေစိတ်ကိုအေးချမ်းစေမဲ့ပုံပင်လေးတွေနဲ့သင်ဟာလုံလောက်ပြီးသားဆိုတဲ့တတိပေးစကားတွေကိုကျွန်တော်တို့မျှဝေပေးသွားမှာပါအခုပဲမျက်လုံးကိုမှိတ်ပြီးအသက်ကိုရှူသွေးလိုက်ပါငြိမ်းချမ်းမှုဆိုတာဒီနေရာဒီအချိန်မှာပဲရှိပါတယ်